အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့တူတောင်အောင်ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးပေါ့နော်။နောက်ပြန်ဆိုလို့ရှိရင်ကျွန်တော်တို့14ရက်နော်9လ2026အင်္ဂါနေ့ကိုပြန်လည်ပြီးတော့ရောက်ရှိလို့လာပြီ။ကဲအင်္ဂါနေ့နေကုန်စာဝိုင်းငိမ့်လေးတွေ main ကွက်ကလေးတွေပတ်တိလေးတွေထပ်မံလာတင်ပေးတာဖြစ်ပါတယ်။အကြိုက်တူရင် like ဆော်လို့ရအောင်ပေါ့နော်။ကဲကျွန်တော်တို့နော်ဒီဗီဒီယိုဖိုင်လေးကိုပြီးဆုံးအောင်ကြည့်ပေးပါ။ကဲကျွန်တော်ရဲ့ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးနော်ဒီနေ့ကတော့ကျွန်တော်တို့တနင်္လာနေ့အဖွင့်နေ့လေးမှာတင်မယ်နော်ပရိသမားတွေဆိုလို့ရှိရင်လေကျွန်တော်တို့နော် main ကွက်နှစ်သီးစားနှစ်ပတ်သီး3ညနှစ် main နော်အားလုံးပဲရကြမယ်နှစ်သီးစားပြီးတော့နော်ဇာတုသမားတွေဆိုရင်လေဒီနေ့ကျွန်တော်ထုတ်ထားတဲ့ထဲမှာ3 ည4ဇာတုကအခု3ညရော4ရောထွက်သွားပါပြီနော်ဒါကျွန်တော်တို့3တလုံးပဲကြာပါတယ်ဇာတုလိုက်တဲ့ညီကိုမောင်နှမတွေနော်နောက်တစ်ခုကကျွန်တော်စီမှာဗုဒ္ဓဘုမကျော်အာမကမွေးခွက်ယူထားတဲ့ညီကိုမောင်နှမတွေဗုဒ္ဓဘုလုံးဝမကျော်ပါဘူးဒီနေ့မှာ3ညနှစ်နော်ဗုဒ္ဓဘုမကျော်တဲ့မွေးခွက်ထွက်သွားပါပြီအားလုံးပဲနော်ဘယ်သူတွေဘယ်လောက်ဖို့ရတယ်ဆိုတော့ကိုယ့်ဘက်ကို comment လေးတွေထဲမှာဝင်ပြီးတော့မှတ်ပေးသွားလိုက်ပါအဖွဲ့ဝင်တွေကဖရီသမားတွေရောနော်ကဲအားလုံးပဲ Facebook ကညီကိုမောင်နှမတွေနော်ဒါ14ရက်နေ့နေကုန်စာပေါ့ဒီပြောပိုင်းလေးကိုမြင်ပြီးတွေ့ပြီဆိုရင်ပုံမှန်တိုင်းပဲတစ်ယောက်မြင်တစ်ယောက် share နှစ်ယောက်မြင်နှစ်ယောက် share နော်အများမြင်များတွေ့နိုင်အောင် share ပေးပါ like လက်မအသေးလေးတွေနဲ့ဝန်းရံပေးပါကျွန်တော်တင်တဲ့ဗီဒီယိုပိုင်းလေးတွေကိုနေ့စဉ်နဲ့မြင်မြင်တွေ့ကျင်နေဆိုရင်ကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ခဲ့ဖို့မမေ့ကြနဲ့ကဲဒါဆိုရင်ကျွန်တော်တို့မနေ့ပြန်14ရက်နေ့နော်အင်္ဂါနေ့နေကုန်စာမှာပိုင်းနေနဲ့ဆိုရင်6ပိုင်း4ပိုင်း6ပတ်တီ4ပတ်တီပေါ့နော်ကိုနဲ့ပတ်သက်တဲ့ main ကွက်ကလေးတွေဆိုလို့ရှိရင်ကျွန်တော်တို့မနေ့ပြန်မှာ90 95 96 93ဒါ9နဲ့ပတ်သက်တဲ့ main ကွက်ပါ90 95 96 93ပါเนาะ comment မှာခြာရေးပေးထားပါ4နဲ့ပတ်သက်တာဆိုရင်တော့40 45 46 43 40 45 46 43မှာဒါ4နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ပါကျွန်တော်ထုတ်ပေးတဲ့ main ကွက်ကလေးတွေမကြိုက်လို့ကိုလုံးမိုင်ကိုကြီးရလို့တွဲဆော့ခြင်းနဲ့ကတ်ဆော့ခြင်းနဲ့ဆိုရင်အင်္ဂါနေ့နေကုန်စာမှာအားအကောင်းဆုံးအချိန်ဒီကိုလေးအချိန်ဖြစ်တယ်အဓိကပတ်တိကိုဦးစားပေးဆော့တဲ့ညီကိုမောင်နှမတွေเนาะအင်္ဂါနေ့နေကုန်စာမှာအားကောင်းဆုံးပတ်တိဒီ9ပတ်တိ4ပတ်တိဖြစ်ပါတယ်เนาะနောက်တစ်ခုကျွန်တော်ပြောချင်တာလေးက line ပေါ်မှာเนาะကျွန်တော်နာမည်လေးတွေနဲ့ကျွန်တော်ရုပ်ပုံလေးတွေနဲ့လိုက်ပြီးတော့เนาะပေါက်ပေးတွေလိုက်ဆော့နေတာတွေ့ပါတယ်เนาะအဲ့ဒါအထူးပဲသတိပြုပါเนาะနောက်ပြီးတော့ကျွန်တော်ကစေတနာနဲ့တင်ပေးတာပေါက်လို့ရလို့လဲဘာမှပေးစရာမလိုပါဘူးကျွန်တော်ရဲ့ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးကိုကူညီတာဖြစ်တယ်အကြိုက်တူရင်လိုက်ဆော့အကြိုက်မတူရင်မဆော့နဲ့เนาะဘာမှလည်းပေးစရာမလိုပါဘူးပေါက်လို့ရလို့လဲเนาะကဲအခုလိုကြည့်ရှုပေးတာအထူးပဲကျေးဇူးတင်တယ်เนาะအားလုံးပဲကံကောင်းကြပါစေမနေ့ပြန်အင်္ဂါနေ့မှာလည်းထပ်မံပြီးတော့ရကြပါစေဗျာเนาะ